ငါးနဲ့လုံလုံအိမ်မှုကိစ္စလုံးရောင်စားကိုပြုစုပြီးအေးအေးဆေးဆေးနေတတ်တဲ့ဇနီးတွေကဒီနေ့မှာတော့စင်ပုံမှာအမိုက်စားခခုံနေတာကိုမြင်လိုက်ရတဲ့အခါခင်ပွန်းဖြစ်သူကများမျက်လုံးပြူးပြီးအံ့ဩမြင်သက်သွားခဲ့ရပါတယ်။အရင်ကသူ့ဘေးနားမှာအရေးတကြီးကြီးရှိနေခဲ့တဲ့မိန်းမကဒီနေ့မှာတော့တခြားတစ်ယောက်လိုလုံးဝကိုပြောင်းလဲသွားခဲ့တာပါ။သူမရဲ့ဆွဲဆောင်မှုရှိလို့နဲ့အလားကြောင့်ပွဲကင်းတွေကရှိသမျှလူတွေအကုန်လုံးကလည်းသူမစီကနေမျက်လုံးမခွာနိုင်အောင်ဖြစ်နေကြတယ်။ဒါကိုမြင်တော့ခင်ပွန်းတဲ့ရဲ့စိတ်ထဲမှာကို့မိန်းမကိုသူများကြည့်တာမကြိုက်တဲ့မနာလိုဝင်တိုးစိတ်တွေကဖွားဖွားပေါ်လာခဲ့ပါတော့တယ်။တကယ်တမ်းပြောရရင်သူ့မိန်းမဒီလိုလုံးဝပြောင်းလဲသွားရတဲ့အဓိကကရခံကသူ့ကိုယ်တိုင်ပါပဲ။လူငယ်ရဲ့ရပိုင်းလောက်ကကိစ္စလေးတခုရှိခဲ့ပါတယ်။အဲ့ဒီနေ့ကဇနီးတဲ့အိမ်ပြန်လာတဲ့အချိန်မှာသူမရဲ့ခင်မွန်းနဲ့တားဖြစ်သူတို့ကခင်မွန်းတဲ့ရဲ့ငယ်ချစ်သူပြန်ရောက်လာတာကိုအောင်ပွဲခံပျော်မြူးနေကြတာကိုတွေ့လိုက်ရတယ်။သူတို့တယောက်ကမိသားစုအစ်စ်တွေလိုပျော်ရွှင်နေကြပြီးသူမကတော့ဘေးလူပိုတယောက်လိုဖြစ်နေကြလေ။ဒါဒီမကသေးပါဘူး။အဲ့ဒီမိမကသူ့ယောက်ျားကိုမရှက်မကြောက်ဖတ်လိုက်တယ်လို့သူ့အချစ်ဆုံးသားလေးကပါဖေဖေဒီအန်တီကိုတားရဲ့မိမိအစ်စ်လုတ်ခိုင်းလိုက်ပါလားလို့ပြောချလိုက်တဲ့အခါမှာတော့ဇနီးတဲ့ခမရင်ထဲမှာဖြောင်းဆန်းပြီးအသေးနှလုံးတွေကြေကွဲသွားခဲ့ရပါတယ်။ငါးနှစ်လုံးပိတ်ဆက်ခဲ့တဲ့မြေတားတွေပြုစုပြိုးထောင်ပေးခဲ့တာတွေကတခဏအတွင်းမှာပဲတဲတဲ့ရေသွန်ဖြစ်ခဲ့ရပြီလေ။အဲ့ဒါကြောင့်အသေးကွဲပြီးမိုးရဲလေထဲမှာလားလေကောင်ထိုင်ကုန်နေတော့ကားတစ်စီးကဝင်တိုက်မိသွားပါတယ်။ဈေးရုံရောက်လို့တတိယလာတဲ့အချိန်မှာသူ့ယောက်ျားကိုမြင်လိုက်ရပေမဲ့သူ့စိတ်ထဲမှာခင်ပွန်းတည်ပေးခဲ့တဲ့တရားတွေကိုပြန်မြင်အောင်လာပြီးလက်စားချေဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒါကြောင့်အသိမိတ်ချင်းအောင်ဆောင်ပြီးအခွင့်ကောင်းကိုစောင့်နေခဲ့တာပါ။အဲ့ဒီအချိန်မှာပဲတားဖီသူကအခန်းထဲပြေးဝင်လာပါတယ်။မိခင်ဖီသူကတော့တားလေးသူ့ကိုစိတ်ပူနေမိထင်ပေမဲ့တားကတော့သူမကိုတစ်ချက်တောင်မကြည့်ပဲဟိုအန်တီရဲ့ရှိုးပွဲကိုတွားကြည့်နေတယ်လို့ပဲပူစာနေခဲ့တယ်။ခင်ပွန်းတဲ့ကလည်းလူမမာဇနီးတဲ့ကိုဆေးရုံမှာတယောက်တည်းပစ်ထားခဲ့ပြီးတားနဲ့အတူထွက်သွားခဲ့ပြန်တယ်။ဒီတခါတော့သူမစိတ်တိုက်တွေအောက်ဆုံးထိထိုးကျသွားခဲ့ရပြီပေါ့။တလလောက်ကြာလို့ဆေးရုံကဆင်းပြီးအိမ်ပြန်ရောက်တဲ့အချိန်မှာအိမ်ကကူကတခင်လေးပြန်လာတော့မယ်လို့ပြောလိုက်တာနဲ့သူမရဲ့အရင်ကတာဝန်ကျေခဲ့တဲ့ပုံစံတွေပြန်ပေါ်လာမိတယ်။ဒါပေမဲ့ယောက်ျားပြန်ရောက်လာပြီးအင်ကြီးကန်းပေးတဲ့အခါမှာတော့သူမလက်မခံတော့ပါဘူး။ဒေါသတကြီးနဲ့အဲ့ဒီနေ့ကလူတွေရှေ့မှာငါ့ကိုဘာလို့တငယ်ချင်းလို့ပြောခဲ့တာလဲလို့မေးလိုက်တယ်။ခင်မောတဲ့ကတော့အေးဆက်ဆက်နဲ့ပဲအဲ့ကအမားပါကွာတကယ်တော့ငါတို့လက်ထပ်ခဲ့တာကအမားတစ်ခုပဲမင်းကငါဘေတုံးကမှမချစ်ခဲ့ဘူးလို့ရဲရဲဆက်ဆက်ပြောချလိုက်ပါတယ်။ဒီစကားကြတော့သူမရဲ့နောက်ဆုံးပြောလင်းချက်လေးပါပျက်စီးသွားပြီးကွာရှင်းပေးဖို့တောင်းဆိုလိုက်ပါတယ်။ဒါပေမဲ့ခင်မောတဲ့ကလောင်ပြောင်ပြီးမင်းတို့အိမ်ရှင်မကငါမရှိရင်တရက်တောင်အသက်ရှင်နိုင်မှာမဟုတ်ဘူးလို့ပြောလာတဲ့အခါသူမပြက်ပြက်သားသားဆုံးဖြတ်လိုက်ပါတော့တယ်။အဲ့ဒီနေ့ကစပြီးအရင်ကဘွားတော့ကအဝတ်အစားတွေလွင့်ပြစ်စပင်ပုံစံပြောင်းပြီးကို့ချတော်ပေါ်ကိုရက်တီဖို့ကို့ကုံတိတ်ခါကိုပြန်ယူဖို့ပြင်ဆင်လိုက်ပါတယ်။ညဘက်ရောက်တော့တငယ်ချင်းတွေနဲ့ဘာမှသွားထိုင်ကြတယ်။ကန်ဆိုးချင်ရောဟိုမိမနဲ့သွားတူပြီးအနှိမ်ခံရပြန်တယ်။ဒီတော့မှသူမလည်းတီးမခံတော့ပဲဟိုမိမကိုမနာလို့ဖြစ်သွားအောင်ပြီးတော့သူ့ခင်ပွန်းတဲ့ပါပြန်ကျွေးသွားအောင်စင်ပေါ်တက်ပြီးအမိုက်စားကလိုက်ပါတော့တယ်။ကဲဒီလိုအခြေအနေမျိုးမှာရှေ့ဆက်ပြီးပါတွေထက်လာမလဲဆိုတာအခုလိုဗီဒီယိုလေးကြည့်ချင်ရင်တော့ like and subscribe လေးလုပ်ထားပဲနော်။ကြည့်ရှုအားပေးသူအားလုံးကိုကျေးဇူးပါရှင်။